Manchester United ပရိသတ်တွေရဲ့ရင်ထဲမှာအခုထိအပြေမထွက်သေးပဲသွေးမအေးနိုင်သေးတဲ့မိကွန်းတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ငါတို့ Elliot Anderson ကိုဘာကြောင့်လက်လွတ်လိုက်ရတာလဲဆိုတဲ့မိကွန်းပါပဲ။ United ကတကယ်ပဲသူ့ကိုမလိုချင်တော့လား။ဒါမှမဟုတ်အသင်းရဲ့အနာဂတ်ကိုပျက်စီးစေမယ့်အနေနဲ့ကြီးမားတဲ့အမှားတစ်ခုကိုအချိန်မီသိရှိပြီးတားဆီးလိုက်တာလား။ဒီမိကွန်းကဟုတ်တယ်မဟုတ်ဘူးဆိုတဲ့စကားတစ်ခုနဲ့အပြေထုတ်ဖို့လုံးဝမဖြစ်နိုင်တဲ့အရာပါ။ကမ္ဘာမီဒီယာတွေထိတ်တဲမျက်နှာဖုံးတွေမှာရပ်ပေါင်းများစွာနေရာယူခဲ့တဲ့ဒီအပြောင်းရွှေ့ရဲ့နောက်ကွယ်မှာဘယ်သူမှမသိရဲ့လိုအပ်ချက်တွေဗန်နာရေးဆိုင်ရာတွက်ချက်မှုတွေအသင်းရဲ့မဟာဗျူဟာအသစ်တွေရှိနေပါတယ်။ဒီနေ့ဗီဒီယိုမှာတော့အပြောင်းရွှေ့ရဲ့ကလပ်ကနောက်ကွယ်ကအမှန်တရားကိုအသေးစိတ်ခွဲခြမ်းစိတ်ဖြာသွားမှာမို့အဆုံးထိကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်။အန်ဒါဆန်ရဲ့တန်မှုနဲ့ United ဘာကြောင့်ယူသွတ်ခဲ့လဲ။အမှန်တကယ်တော့အန်ဒါဆန်ဟာကွင်းလယ်မှာအလွန်တရာပြည့်စုံတုံးနဲ့ရတနာတစ်ပါးလို့တင်စားရမယ့်ကစားသမားမျိုးပါ။ဘောလုံးကိုခြေပြားမှာကက်နေအောင်ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ပြိုင်မဲ့ကစားသမား2ယောက်3ယောက်လောက်ဖိအားပေးမှုအောက်မှာလည်းတုံလုံးမှုမရှိပဲတည်ငြိမ်နိုင်သူဖြစ်ပါတယ်။ခန်းစစ်ကနေတိုက်စစ်ကိုချက်ချင်းအသွင်ပြောင်းနိုင်တဲ့မြန်နှုံးကလည်းအမခန်းပါပဲ။သူ့ရဲ့အသက်အရွယ်ကိုကြည့်လိုက်ရင်အနာဂတ်မှာအကောင်းဆုံးကွင်းလယ်လူဖြစ်လာဖို့အလားအလာအပြည့်ရှိနေရကြောင်းသူ့ရဲ့တန်ဖိုးကညချင်းညချင်းဆိုသလိုမြင့်တက်နေခဲ့တာပါ။ဒါကြောင့်လဲ United ပရိသတ်တွေဟာသူတို့ရဲ့ကွင်းလယ်ပြဿနာကိုဖြေရှင်းပေးနိုင်မယ်လို့မေရှိယအဖြစ်အန်ဒါဆန်ကိုမျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့စာချုပ်ချုပ်ခံသည့်အချိန်ရောက်မှပြဿနာအကြီးအကျယ်ပေါ်လာခဲ့ပါတယ်။အဲ့ဒီပြဿနာကတော့တခြားမဟုတ်ပါဘူးဈေးနှုန်းပါပဲ။ခင်ဗျားတို့ကိုကျွန်တော်သေချာပြောပြမယ်ဒီဈေးနှုန်းနဲ့ပတ်သက်ပြီးအသင်းပိုင်ရှင်တွေနဲ့နီးပြအဖွဲ့ကြားမှာအပေးယူအဆင်မပြေမှုတွေတော်တော်ကိုအရှိန်မြင့်တက်လာခဲ့ပါတယ်။အန်ဒါဆန်ရဲ့အရေးအသွေးကိုဘယ်သူမှမငင်းဆန်ကြပေမဲ့ကစားသမားတစ်ယောက်အတွက်ပေးချေရမယ့်ပမာဏခန့်မှန်းထားတာထက်အဆမတန်မြင့်တက်သွားတဲ့အခါစိုးရိမ်စိတ်တွေကလွှမ်းမိုးလာတာပါ။ United အနေနဲ့ကွင်းလယ်မှာမဖြစ်မနေလိုအပ်နေတဲ့ geometry အပြောင်းအလဲကိုဖန်တီးပေးနိုင်မဲ့သူဆိုပေမဲ့ဘန်နာရေးစည်းမျဉ်းတွေနဲ့ချိန်ထိုးရတဲ့အခါမှာအသင်းအုပ်ချုပ်သူတွေရဲ့အိမ်မက်ဟာအိမ်မက်ဆိုးဖြစ်ပြောင်းလဲသွားဖို့အခြေအနေပေးနေပါတယ်။ပို့ပြီးတော့ရှုပ်ထွေးသွားစေတဲ့အချက်ကတော့အန်ဒါဆန်ရဲ့ရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုပါပဲ။ United ရဲ့ကစားကွက်ဟာအရှိန်ဟုန်ပြင်းပြီးအပြေးလွှားများတဲ့ Premier League ရဲ့တောင်းဆိုချက်ကိုကျော်ဖြတ်နိုင်ဖို့လိုအပ်ပါတယ်။အန်ဒါဆန်ရဲ့ဘောလုံးအမြင်နဲ့နီးစနစ်ပိုင်းဟာထိပ်တန်းအဆင့်ဖြစ်ပေမဲ့အင်္ဂလန်မြေရဲ့ပြင်းထန်တဲ့ထိတွေ့မှုတွေကိုသူတကယ်ပဲရေရှည်ခံနိုင်မှာမလားဆိုတဲ့မေးခွန်းထုတ်စရာတွေကအသင်းရဲ့အားကစားသိပ္ပံဌာနမှာစတင်ဆွေးနွေးလာကြပါတယ်။အောင်မြင်မှုဆိုတာကအရေးချင်းတစ်ခုတည်းနဲ့မရနိုင်မဲ့အသင်းရဲ့ဒသနနဲ့ဟန်ချက်ညီဖို့ကပိုအရေးကြီးနေတာကိုသိနေကြတာပါ။နောက်ဆုံးမှာတော့ United ဟာကစားသမားရဲ့အနာဂတ်အတွက်ရင်းနှီးမြှုပ်နှံရမယ့်အန်နီယန်နဲ့ရလာမယ့်အကျိုးအမြတ်ကိုချိန်ခွင်ရှာညှိနေရပါတယ်။ကွင်းထဲမှာတော့သူဟာမီးပွားတစ်ခုလိုတောက်ပနေပေမဲ့ကွင်းမြင့်မှာတော့စာချုပ်တစ်ခုအပြီးသက်ဖို့တောင်းဆိုချက်တွေအေဂျင့်ရဲ့ကစားကွက် United ရဲ့တင်းကျပ်တဲ့ဘာဂျက်တို့ကအချိန်နဲ့တပြေးညီတိုက်ပွဲဝင်နေရတာပါ။ပရိသတ်တွေရဲ့မျှော်လင့်ချက်ဟာအသင်းရဲ့ကစားဝိုင်းမှာကိန်းဂဏန်းတွေအဖြစ်ပြောင်းလဲသွားတဲ့အခါအန်ဒါဆန်ရဲ့ကံကြမ္မာလည်းမသေးချာမှုတွေကြားထဲမှာလွင်မျောနေခဲ့ရပါတော့တယ်။ဒါကြောင့် United ဟာအလားအလာကောင်းတဲ့ကျယ်ပွင့်ကိုရယူနိုင်မလားသို့မဟုတ်တန်မိုးကြီးလုံးနဲ့အလောင်းစားတစ်ခုမှအရှုံးပေးလိုက်ရမလားဆိုတဲ့အကြက်ရိုက်တဲ့အခြေအနေကိုအချိန်တိုတွင်းမှာရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ပေါင်တန်း120ရဲ့နောက်ွယ်ကအန်နီရဲ့သတင်းတွေရဲ့ဖော်ပြချက်အရ Nottingham Forest ဘက်ကတောင်းဆိုတဲ့ပြောင်းရွှေ့ကြီးဟာပေါင်တန်း100ကျော်ထိအရှိန်ဟုန်ပြင်းစွာမြင့်တက်သွားခဲ့ပြီးနောက်ဆက်တွဲသတ်မှတ်ချက်တွေပါပေါင်းလိုက်ရင်ပေါင်တန်း120နီးပါးထိအဆမတန်ကြီးမားလာဖို့ရှိနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ United ရဲ့ဘုတ်အဖွဲ့ကရုတ်တရက်နောက်ပြန်ဆုတ်သွားခဲ့ပါတယ်။တချို့ပရိသတ်တွေကတော့အသင်းကြီးဖြစ်ပြီးငွေမသုံးရဲဘူးလားဆိုပြီးဒေါသတွေထွက်ကြတယ်။စိတ်ပြက်ခဲ့ကြပေမဲ့ဘောလုံးဝေဖန်သူတွေကတော့ဒီအသင်းရဲ့ဆုံးဖြတ်ချက်ကရင့်ကျက်လာတဲ့လက္ခဏာအဖြစ်ရှုမြင်ခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့ United ဟာလက်ရှိမှာကစားသမားတစ်ယောက်တည်းနဲ့အောင်မြင်နိုင်တဲ့အနေအထားမှာမရှိလို့ပါပဲ။အသင်းမှာကကွင်းလယ်တွေမကဘူးနောက်တန်းဗဟိုတောင်ပန်ဆွဲရင်နဲ့တသင်းလုံးရဲ့လူဝင်အားဖြည့်တင်းမှုစတဲ့နေရာစုံမှာလိုအပ်ချက်တွေတွေးချင်းချင်းညီနေတာပါ။ကစားသမားတစ်ယောက်တည်းအတွက်ပေါင်တန်း120လုံးသုံးနိုင်ရင်တခြားလိုအပ်နေတဲ့နေရာတွေကိုပြန်လည်ဖြည့်တင်းနိုင်တော့မှာမဟုတ်ပါဘူး။ဒါကြောင့်ခင်ဗျားတို့သေချာစဉ်းစားကြည့်ရင်ဝယ်နိုင်စွမ်းမရှိလို့မဟုတ်ပဲမလိုအပ်တဲ့ဘန်နာရေး risk တွေကိုမယူတော့တာလို့ဆိုရပါမယ်။မာတီယက်ဖာနန်ဒက်စ်ကအန်ဒါဆန်ထက်ပိုကောင်းတဲ့ရွေးချယ်မှုလား။ဒါလည်းကျွန်တော်တို့စဉ်းစားရမယ့်အချက်ပါ။အန်ဒါဆန်ဇလန်းကဒီမှာတင်ရက်မသွားပါဘူး။ United ကချက်ချင်းဆိုသလိုတခြားလမ်းကြောင်းအသစ်တစ်ခုကိုစတင်မျှော်ကြည့်ခဲ့ပါတယ်။အဲ့ဒါကတော့မာတီယက်ဖာနန်ဒက်စ်လိုမျိုးလူငယ်ကစားသမားတွေပါ။ပရိသတ်တချို့ကအန်ဒါဆန်လောက်ကဘာကျော်မဟုတ်တဲ့မပြည့်စုံတဲ့သူကိုဘာလို့ရွေးချယ်တာလဲလို့မေးခွန်းထုတ်နိုင်ပါတယ်။ဒါပေမဲ့ခေတ်သစ်ဘောလုံးလောကမှာကအောင်မြင်မှုဆိုတာလက်ရှိဘာလုပ်နိုင်လဲဆိုတာတွေမဟုတ်ပဲနောက်3နှစ်5နှစ်ဘာဖြစ်လာမလဲဆိုတဲ့ရေရှည်စီမံကိန်းမှာဖာနန်ဒက်ကနီးစနစ်ပိုင်းမှာအလွန်တန့်စင်ပြီးဘောလုံးကိုအေးအေးဆေးဆေးကင်တွယ်နိုင်တယ်လို့ play making အမြင်နဲ့အလွန်မြင့်မားပါတယ်။မှန်ကန်တဲ့ system နဲ့ရောက်သွားရင်သူကအလားလာရှိတဲ့ကစားသမားအဆင့်ကနေအသင်းရဲ့အဓိကကွင်းလယ်မောင်းနှင်အားဖြစ်လာမှသိကြပါတယ်။ United ဟာကျဲပွင့်တူးတဲ့နဲ့အောင်မြင်မှုမရနိုင်ဘူးစနစ်ကျတဲ့အသင်းလိုက်ဖွဲ့စည်းမှုကပဲဖလားရနိုင်တယ်ဆိုတဲ့အမှန်တရားကိုသိနေရပါ
mindset အပြောင်းလဲနဲ့ ခေတ်သစ်စနစ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာက United ဟာအရေးချင်းရှိသူတွေတင်မကပဲအသင်းပေါ်သစ္စာရှိပြီးတကယ်ကစားခြင်းစိတ်ရှိတဲ့သူတွေကိုပဲအဓိကထားလာပါတယ်အရင်တုန်းကဆိုရင် United ဟာနာမည်ကြီးကစားသမားတယောက်ကိုလိုချင်ဈေးကွက်ထဲမှာလာနေချီညှိနှိုင်းနေကြန့်ကြတယ်ဈေးအစားမတန်ပေးပြီးခေါ်ယူလေးရှိပါတယ်ရလက်ကတော့အသင်းပေါ်စိတ်မပါပဲလာစာမှတ်တဲ့ကစားသမားတွေကြောင့်အဝတ်လဲကန်းပျက်စီးခဲ့ရတာတွေရှိပါတယ်အခုတော့ United ဟာငါတို့ရဲ့ project ကိုတကယ်ယုံကြည်တဲ့သူပဲလာပါမဟုတ်ရင်လမ်းခွဲမယ်ဆိုတဲ့ပြစ်သားတဲ့ mindset ကိုပြောင်းလဲလိုက်ပါပြီဒါကို risk-based recruitment စနစ်လို့ခေါ်ပါတယ်ကစားသမားတယောက်ရဲ့စွမ်းဆောင်ရည်မကပဲဒဏ်ရာရနိုင်ခြင်းအသင်းနဲ့လိုက်ရောညှိတွေဖြစ်မှုလောက်ကလာစားပေါ်တက်ရောက်မှုအနာဂတ်ရောင်းချနိုင်မှုတန်မှုစတာတွေကိုပါအကုန်တွက်ချက်ပြီးမှဆုံးဖြတ်တာပါအန်ဒါဆန်လို့ကစားသမားတယောက်တဲ့ပေါင်တန်း100ကျော်သုံးဟာအသင်းရဲ့ဘန်နာကြီးကို identity crisis ဖြစ်စေနိုင်လို့သူတို့ရေးရေးကြီးဆွန့်လွတ်ခဲ့တာဖြစ်ပါတယ်အတူချုပ်ပြောရရင်ကျွန်တော်တို့ United ဟာဈေးကြီးအကောင်းဆုံးပဲဆိုတဲ့အမှားများတဲ့ခစ်ကနေအသင်းနဲ့အကိုက်အညီဆုံးတန်မိုးအရှိဆုံးကိုပဲရွေးမယ်ဆိုတဲ့ခစ်ကိုကူးပြောင်းနေပါပြီဒီအပြောင်းရွှေ့ကာလဟာ United ရဲ့တမိုင်းအသစ်တွေအကြီးမားဆုံးစာမွေးတစ်ခုပါပဲနောက်ဆုံးအဖြေကိုတော့လာမယ့်ရာသီကွင်းထဲအားရလက်တွေကပဲအတီးပြုတ်သွားမှာပါကဲခမန်းတို့ကဘယ်လိုမြင်ကြလဲ United ကအန်ဒါဆန်ကိုပေါင်တန်း120မပေးပဲဖာနန်ဒက်ပဲလှည့်လိုက်တဲ့အကြောင်းပြချက်ကမှန်ကန်တယ်လို့ထင်လားဒါမှမဟုတ်တမိုင်းဝင်အမားကြီးတစ်ခုထပ်လုံမိပြန်ပြီလို့ထင်ပါသလားခင်ဗျားတို့ရဲ့အမြင်ကို comment မှာအားရပါရရေးပေးသွားဖို့လဲတောင်းဆိုချင်ပါတယ်ဒီလိုမျိုး United နဲ့ပတ်သက်တဲ့အတွင်းကျကျသုံးသက်ချက်တွေအပြောင်းရွှေ့သတင်းတွေနောက်ထပ်မလွတ်တမ်းစောင့်ကြည့်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel ကိုအခုပဲ like လေးလုပ်ပေးပါ subscribe လေးလုပ်ပြီး notification ခေါင်းလုံးလေးကိုလည်းတီးထားပေးဖို့မမေ့နဲ့အောင်နော်ကျွန်တော်ကို support ပေးခြင်းနဲ့ဆိုရင်တော့ဘယ် VPN မဆိုခန်းကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးကတော့ဘယ်လောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုကြည့်ရှုအားပေးရတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်နောက်အပတ်မှာလည်းဗီဒီယိုထုတ်နေတူကျွန်တော်ပြန်လာခဲ့ပါမယ်အားလုံးပဲ good luck ပါခင်ဗျာ